သေးလေးဟာရမျက်ဒီချိန်ခါအကြောင်းရင်းစက်ပေါင်းရန်လို့ငါနိုင်ရတဲ့ဖူးတာမင်္ဂလာနေ့ဦးနေ့သေးလေးဟာရမျက်ဒီချိန်ခါအကြောင်းရင်းစက်ပေါင်းရန်လို့ငါနိုင်ရတဲ့ဖူးတာနှုတ်ရည်သစ္စာဆွဲခိုင်ရဲ့ချစ်ဝင်ကပါအောင်စီအောင်ကြောင်းပိတ်သိလုံးကရှိတရားကျော်လို့ဦးအောင်မင်းအောင်အမြဲကြွမခွေသရမှုစိတ်ရတုတိုင်မကဒုလို့ချင်နေမှာမင်္ဂလာနေ့ဦးနေ့သေးလေးဟာရမျက်ဒီချိန်ခါအကြောင်းရည်စက်ပေါင်းရန်လို့ငါနိုင်ရတဲ့ဖူးတာမင်္ဂလာနေ့ဦးနေ့သေးလေးဟာရမျက်ဒီချိန်ခါအကြောင်းရည်စက်ပေါင်းရန်လို့ငါနိုင်ရတဲ့ဖူးတာနှုတ်ရည်သစ္စာဆွဲခိုင်ရဲ့ချစ်ဝင်ကပါအောင်စီအောင်ကြောင်းပိတ်သိလုံးကရှိတရားကျော်လို့ဦးအောင်မင်းအောင်အမြဲကြွမခွေစရမှုစိတ်ရတုတိုင်မကဒုလို့ချင်နေမှာဆုံးလာမောင်နဲ့မဲတူလဲတွဲလူရွှေပွဲမင်္ဂလာငွေပွဲမင်္ဂလာရှိကေးစေအတူပေါင်းတဲ့ကြောင့်ကံမှန်စွာမင်းနဲ့မောင်အတူလဲတွဲလူရွှေပွဲမင်္ဂလာအတူနှွေရှင်ကဘဝတိတ်ကမှပင်လေတော့သူမကွဲတဲ့ငမောင်နံပါမမောင်ငါလေးကယူနာထားလူရတဲ့ပန်းထိမျက်နှာကျင်နာပင်လီတော့ဤမီဆုံးချီပေါင်းမဲ့တူနှစ်ဖြာမိကလေးအစားထားလို့ဒီတပတ်တတ်ဆုံးမခွဲဘူးယုံမှာပန်းကလေးတွေလည်းပွင့်လန်းလို့ဝေစားမိမျက်နှာလေးပြုံးပန်းဥယင်ပမာဆန်းလေးတွေလည်းဤမြလို့နေကမောင်မျက်နှာလေးပေါ်မှာဤမြဆိုင်လာပမာသူရှင်ကမြစ်တာကြီးဆက်လို့အပရိသတ်ပေါင်းလေဝိထေလူခင်ဗျာတို့အောင်မင်းတို့ပြအခုလိုမင်္ဂလာရှိလာတဲ့နေ့တည်ရက်မြက်လေးမှာစယူချင်းစာဦးစနီးမောင်နဲ့နှစ်ဦးဒီနောက်နှစ်ပေါင်းများစွာစိန်ရူတိုင်မကတွဲလက်တီမဖြုတ်ခဲတူးကိုတူးအချစ်တွေတိုးလို့သာဘဝကိုတာယာချောင်ပြူးစွာတေတပန်တတဆူရိုးမိကြပေါင်းဖက်နိုင်ကြပါစေလို့သမီးတို့မောင်နှမနှစ်ယောက်မှခံညာချေဝါမောင်မင်းနှဖျားဆိုတဲ့ကျင်းစာဦးဇနီးမောင်နှံများအတွက်ဆုတောင်းမြတ်တာပို့တာရင်ဤတချင်းလေးနဲ့ဂုဏ်ပြုပေးလိုက်ပါရစေမင်္ဂလာတို့သမီးတို့သားပေါင်းလို့ရှင်မင်္ဂလာနေ့ဦးနေ့သေးလေးဟာရမျက်ဒီချိန်ခါအကြောင်းရည်စက်ပေါင်းရန်လို့ငါနိုင်ရတဲ့ဖူးတာမင်္ဂလာနေ့ဦးနေ့သေးလေးဟာရမျက်ဒီချိန်ခါအကြောင်းရည်စက်ပေါင်းရန်လို့ငါနိုင်ရတဲ့ဖူးတာနှုတ်ရည်သစ္စာဆွဲခိုင်ရဲ့ချစ်ဝင်ကပါအောင်စီအောင်ကြောင်းပိတ်သိလုံးကရှိတရားကျော်လို့ဦးအောင်မင်းအောင်အမြဲကြွခွေစရမှုစိတ်ရတုတိုင်မကဒုလို့ချင်နေမှာခိုင်နေလို့ဦးစားဆုံးလာမောင်နဲ့မင်းတို့လဲတွဲလို့ရွှေပွဲမင်္ဂလာငွေပွဲမင်္ဂလာရှိကေးစေအတူပေါင်းတဲ့ကြောင့်ကံမှန်စွာမင်းနဲ့မောင်အတူလဲတွဲလို့ရွှေပွဲမင်္ဂလာအတူနှွေရှင်ကဘဝတိတ်ကမှပင်လေတော့သူမကွဲတဲ့ငမောင်နံပါမမောင်ငါလေးကယူနာထားလို့ရတဲ့ပန်းထိမျက်နှာကျင်နာအိုးဘဝတိတ်ကမှပင်လေတော့ဤမီဆုံးချီပေါင်းမဲ့တူနှစ်ဖြာမိကလေးအစားထားလို့ဒီတပတ်တတ်ဆုံးမခွဲဘူးယုံမှာပန်းကလေးတွေလည်းပွင့်လန်းလို့ဝေစားမိမျက်နှာလေးပြုံးပန်းဥယင်ပမာဆန်းလေးတွေလ
ရှင်ကမြတ်တာကလေးဆက်လူအပရိသတ်ပေါင်းလေဝိထေလူခံရ